Hello အားလုံးပဲမင်္ဂလာပါ Scary Time ရောက်ရှိလို့လာပါပြီ။တရေတစီပရလောကအကြောင်းတွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးနေတဲ့ page လေးပဲဖြစ်ပါတယ်။သင်က admin လို့တရေတစီပရလောကအကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတယောက်ဆိုရင်ဒီ channel လေးကို like follow subscribe လေးလုပ်ပေးထားကြပါအောင်နော်။ Okay ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ admin စီကိုပေးပို့ထားကြတဲ့ကိုရိပရလောကအကြောင်းတွေထဲကအဖြစ်ပြက်လေးတစ်ခုကိုပြန်ပြီးတော့မှတင်ဆက်ပေးပါမယ်။ကဲဒါဆိုရင်စလိုက်ကြအောင်။ဒီဖြစ်ပြက်လေးကကျမရဲ့ကိုရိလေးတော့မဟုတ်ပါဘူး။ကျမတော့ပြန်ပြောပြခဲ့တဲ့အဖြစ်ပြက်လေးပါ။ကျမတော့ကိုယ်တိုင်တရေ6ခံရတဲ့အဖြစ်ပြက်လေးပါ။အဲ့ချိန်ကကျမတို့မမွေးသေးပါဘူး။ခေတ်ကာလကဗီဒီယိုရုံတွေခေတ်စားတဲ့ကာလအတော်ကကိုဝင်ကြီးနေပါ8လဝန်းကျင်ခန်းလောက်ရှိပါမယ်။ကျမတော်ကရုပ်ရှင်ဗီဒီယိုတွေဆိုရင်ယူမှုကိုဆွဲလန်းတဲ့သူတယောက်ပါ။အဲ့အချိန်ကအိမ်တိုင်းမှာ TV တွေမရှိကြသေးတဲ့အချိန်ဆိုတော့ဗီဒီယိုရုံမှာပဲတွားပြီးတော့မှကြည့်ရတဲ့အချိန်လေးဖြစ်တယ်။တညာအတော်ကဗီဒီယိုရုံမှာဗီဒီယိုတွားကြည့်တယ်။ဘလောက်ဝါသနာကြီးလဲဆိုရင်တယောက်တည်းတက်တိရှိတွားကြည့်တာပါအချိန်ကည10နာရီဝန်းကျင်ကန်ရှိပါပြီဒါနဲ့အတော်လဲဗီဒီယိုပြီးတာနဲ့အိမ်ကိုပုံမှန်အတိုင်းလမ်းလျှောက်ပြန်ခဲ့ပါတယ်အိမ်နဲ့ဗီဒီယိုရုံကတိတ်မဝေးပါဘူးတက်လန်းကြော်ပဲချားပါတယ်ခါတိုင်းတော့ဒီလောက်နောက်မကြပါပဲဒီညလဲခါတိုင်းလိုပဲအေးလူလမ်းလျှောက်ရင်ပြန်ခဲ့ပါတယ်ဒါနဲ့အတော်တို့လမ်းထဲမရောက်ခင်လမ်းထိပ်မှာကဓာတ်မီးတိုင်တိုင်းပဲရှိပါတယ်အဲ့တနေရာလေးပဲကွက်လင်းနေတာပေါ့အဲ့ဓာတ်မီးတိုင်ရဲ့အောက်မှာစိုက်ကားသမား2ယောက်ရှိတယ်စိုက်ကားသမား2ယောက်ကခရီးတဲ့စောင့်ရင်အရက်တောက်ပါညာစကားပြောနေကြတယ်ဒါနဲ့အတော်လဲအဲ့စိုက်ကားသမား2ယောက်ကိုရှောင်ပြီးသူတို့ရှိတဲ့လမ်းဘက်ကမလျှောက်ဖဲတစ်ဖက်ကနေကတ်လျှောက်မယ်လို့တွေးနေတော့စိုက်ကားသမား2ယောက်ရဲ့ခက်လန်းလန်းလေးမှာအမျိုးသမီးတစ်ယောက်ကိုတွေးလိုက်တယ်အဲ့ဒါနဲ့အတော်လဲတိတ်ဆိတ်နေတဲ့ညအမောင်ကြီးရဲ့ကိုဝင်တဲ့တယောက်ထဲအမောင်နဲ့ဖြတ်ပြန်ရမှာနည်းနည်းလန့်နေတော့အဖော်အမျိုးသမီးကိုတွေ့ပြီးဆိုပြီးတော့မှဝမ်းသာအားရအဲ့ဒီအမျိုးသမီးနားကိုခက်တွတ်တွတ်လေးရှောက်သွားလိုက်ထူးခြားတာတစ်ခုကစိုက်ကားသမား2ယောက်ကအဲ့အမျိုးသမီးကိုသတိထားမိဟန်မတူပါဘူးပြီးတော့အဲ့အမျိုးသမီးကအဒေါ်လာတာကိုပဲတီးလို့လာတော့မသိဘူးရက်ဆောင်တလူမျိုးနဲ့ကြောပေးထားတာပါဒါနဲ့အတော်လဲအဲ့ဒီအမျိုးသမီးနာကတ်သွားပြီးဟိုအမတယောက်ထဲလားကျမလည်းတယောက်တည်းပဲအတူတူပြန်ကြအောင်လေးဆိုပြီးနောက်ကနေပြောလိုက်တယ်ဒါမဲ့အဲ့မျိုးသမီးကဘာမှမတုံ့ပြန်ပါဘူးဒါနဲ့အတော်လဲလက်နဲ့လှမ်းပုတ်ပြီးထပ်ပြောလိုက်တယ်လှည့်မကြည့်ပါဘူးအဲ့ဒါနဲ့အတော်လဲနောက်တစ်ခေါက်ပခုံးကိုထပ်ပုတ်ပြီးပြောလိုက်တယ်လုံးဝလှည့်မကြည့်ပါဘူးနောက်ဆုံး3ချိန်မြောက်လဲကြာရောရုတ်တရက်လှည့်လာပါတယ်အတော်မြင်တွေ့လိုက်ရတာကတက်မှာတခါမှမမြင်ဘူးတဲ့ဟာကြီးတဲ့အဲ့မျိုးသမီးရဲ့မျက်နှာကတာမန်လို့မဟုတ်ပဲအရှိကြီးတဲ့နှစ်ဖူးပြောင်ပြောင်ကြီးနဲ့စပင်ဖားလာမျက်လုံးတွေကဟောင်းလောင်းပေါက်ကြီးပါးစပ်ပြဲပြဲကြီးကိုဟာထားပြီးမေးစေးဆိုရင်ချက်နဲ့တောင်ထိနေပါပြီတဲ့အဲ့မှာတင်မမျော်လင့်ထားတဲ့မြင်ကွင်းကြောင့်အတော်ကကြက်တိတ်တိတ်ပြီးကြောင်သွားပါတယ်လမ်းဘေးဓာတ်မီးတိုင်ဖြော့ဖြော့အယောင်အောက်မှာဘူးတီးလိုမျက်နှာရှိရှိကြီးနဲ့ဆိုးရွာပုံပြက်ပန်းပြက်မိန်းမကြီးကအတော့ကိုနီလီကက်ကက်ကြီးကိုစိုက်ကြည့်နေတာပါမဲမောင်တိတ်ဆိတ်လူသူကင်းမဲ့ညအချိန်အတော်နဲ့နာနာဘဝမိန်းမကြီးနဲ့2ယောက်သေးဆိုရဲအတိချာရုတ်တရက်အတော်နဲ့အကြောက်လုံပြီးတော့အဲ့နေရာတွေတတိလက်နည်းလေးကျသွားပါလေကံကောင်းတာတစ်ခုကစိုက်ကားသမား2ယောက်ကအတော့ကိုလှမ်းတွေးလိုက်ပြီးအိမ်ကိုပြန်လိုက်ပို့ပေးတာပါသူတို့ပြောတာတော့အတော်တယောက်တည်းကိုပဲမြင်တာတဲ့လဲကျသွားတာလှမ်းတွေးလိုက်လို့ဆိုပြီးပြေးလာပြီးစိုက်ကားနဲ့ပဲအိမ်ကိုပြန်လိုက်ပို့ပေးကြတာပါတဲ့